အသက်အရွယ်တစ်ခုရောက်လာတော့ကိုရှိနေတာကြောင့်ပြရတာမျိုးတွေတိတ်မလုပ်ချင်တော့မေ့နေတဲ့သူတွေကိုလည်းမေ့တဲ့အတိုင်းပဲထားလိုက်တယ်ကိုယ်တိုင်ကလည်းလူတချို့ကိုမေ့နေခဲ့တာပဲလေကိုယ့်အလုပ်ကိုကိုယ်လုပ်ပြီးဆက်မြုပ်နေရတာမျိုးပဲသဘောကျတော့တယ်ကိုရှိနေကြောင်ပြလိုက်မှရလာတဲ့တတိယမှုမျိုးကိုအတန်ပြုတ်လိုက်မှရောက်လာတဲ့ဆက်ဆံရေးမျိုးတွေကိုလည်းမလိုချင်တော့ဆယ်ကျော်သက်လည်းမဟုတ်တော့သလိုကလေးစိတ်တွေကလည်းကုန်ခဲ့ပြီလေကိုရှင်တန်နေရတဲ့ရုံမှာပဲဆင်ပြေပြေရှောက်လန်းနိုင်ဖို့ပဲအာရုံစိုက်ရတော့တယ်မတွေ့တာကြာသွားတဲ့အပေါင်းအသင်းတငယ်ချင်းတွေကိုရုတ်တရက်ပြန်တွေ့ခဏတာအံ့ဩပျော်ရွှင်သွားမယ်နောက်တော့လည်းနေသားကျသွားတာပဲအချို့ပြန်တွေ့ရင်တော့မှတ်မိချင်မှမှတ်မိလိမ့်မယ်အချင်းရဲ့တိုက်စားမှုတွေတက္ကရာရဲ့ဝါမျိုးမှုတွေကအတိတ်တချို့ကိုမေ့ကောင်းမေ့သွားနိုင်တယ်လူတချို့ကိုမသိတော့တာမျိုးလည်းရှိကောင်းရှိလာနိုင်တယ်အသက်တွေကကြီးလာပြီဟုတ်အုံနောက်နဲ့နှလုံးသားထဲမှာထည့်ရတာတွေကလည်းများလာခဲ့ပြီလေဒါဟာကြီးရင်လာတဲ့ဘဝရဲ့ချွတ်ရင်ချက်တွေလို့လည်းဆိုနိုင်လိမ့်မယ်အရင်လောက်လဲစစ်စစ်မှန်မှန်မရင်နိုင်တော့သလိုအရင်လောက်လဲစိတ်တရားလက်ဆက်မနေတော့ဘူးတငယ်ချင်းတချို့ကိုပြန်တွေ့ချင်တယ်ဒါပေမဲ့ပြန်တွေ့ရင်မှတ်မိချင်မှလည်းမှတ်မိလိမ့်မယ်ကိုယ်လမ်းကိုရှောက်ရင်ကိုယ့်ဘဝကိုကြောင်းနေရတဲ့အခါမေ့တာတွေလည်းရှိတယ်ပြောင်းလဲသွားတာတွေလည်းရှိလိမ့်မယ်ကိုရောက်တဲ့အရက်ဝင်မှာပျော်အောင်နေရတာဘဝပဲလေ